ဒီနေ့ကတော့ရက်ကြကြလေးအထားခံပြီးစားလို့လည်းအရန်ကောင်းတယ်ပြင်းတော်သိန်းပစုံကြောက်ဖလက်ချောင်းလေးကြော်ဖြစ်တယ်ဒါလေးကတော့ပါဝင်ပစ္စည်းလေးတွေပါနော်အရင်ဆုံးပါကပစုံကြောက်တွေကိုရေစိမ်ထားလိုက်တယ်ပြင်းတော်သိန်းရွက်ကလေးလေးကိုလည်းတင်ထားလိုက်ပါမယ်ကြက်သွန်နီကြက်သွန်ဖြူကိုလည်းပြင်ဆင်ထားပါမယ်ရေစိမ်ထားတဲ့ပစုံကြောက်တွေကိုစလုံးစုပ်လေးဖြစ်သွားတဲ့အထီးပါတော့ထောင်းပေးပါမယ်ပြီးရင်တော့ပြင်းတော်သိန်းလေးတွေစပြီးကြော်ပါမယ်အရွက်ကလေးတွေကစီပေါက်တက်တာမို့လို့မီးအေးလေးနဲ့ကြော်ပေးပါနော်ဒီလိုအယောင်လေးပြောင်းပြီးကျွတ်လာရင်တော့ရပါပြီကျက်သွန်နီကိုလည်းနန်းနွေးလေးထည့်ပြီးတော့မီးအေးလေးနဲ့ကျွတ်သွားတဲ့အထိကြော်ပေးပါမယ်နော်ကျက်သွန်ဖြူကိုလည်းဒီနည်းတိုင်းပါပဲမီးလေးလျှော်ပြီးတော့ကြော်ပေးပါမယ်ပြီးရင်တော့ထောင်းထားတဲ့ပစုံချောက်တွေကိုပါစပြီးကြော်ပါမယ်အရသာတော့ကတော့ပါတော့ပစုံတုံးငံပြားကြီးတစ်မျိုးလေးတာသုံးတယ်သူကအချိုအငန်အောင် balance နေရဆိုတော့တော်တော်လေးလည်းအဆင်ပြေတယ်ဒီလိုကြော်လော်တာပဲဖြစ်ဖြစ်တုတ်တာပဲဖြစ်ဖြစ်ဒီငံပြားကြီးလေးကပါရဲ့လက်ဆွဲတော်လို့တော့ပြောလို့ရမယ်တစ်ခါတလေကြားလို့ရှင်လေကြက်ဥတွေပါလေကြော်ဆိုင်ပါဒီငံပြားကြီးတစ်မျိုးလေးပဲပောက်ပြီးကြော်လိုက်တာအရသာထိထိမိမိလေးနဲ့တော်တော်လေးလေးလေးပဲမဲ့လည်းရှိတယ်ကဲပစုံကြောက်လေးတွေအယောင်ပြောင်းသွားပြီးတော့ကျွတ်သွားပြီဆိုလို့ရှိရင်တော့ငွေရုပ်ခွဲချမ်းလေးထည့်ပါမယ်မီးကိုမပြင်းတော့ဘဲနဲ့မီးလေးကိုလျှော့ပြီးတော့ငွေရုပ်သီးလေးတွေပါကျွတ်သွားတဲ့အထိကြော်ပါမယ်ပြီးရင်တော့ကြော်ထားတဲ့ကြက်သွန်နီနဲ့ကြက်သွန်ဖြူကြော်လေးပါထည့်မယ်ပြင်းတော့တင်တစ်ဝက်ကိုဒီလိုခြေထည့်ပြီးနောက်တစ်ဝက်ကိုတော့အရွက်တိုင်းလေးတွေထည့်မယ်ဟိုဘက်ဒီဘက်လှည့်ပြီးပြီဆိုလို့ရှိရင်တော့ရပါပြီအားလုံးပဲစက်ကောင်းကြပါစေရှင်